ခံစားနေရမယ်မေတ္တာတွေသမီးတွေလက်တွေပြဘကုံပေါ်တန်းတင်ထားတဲ့မေတ္တာတွေနားတဲ့ချာနေရနနက်ခင်းနေရောင်ကြီးနှင့်အတူလွမြောက်နေမည်တနေရာ၌ငှက်ကလေးများ၏အတန်နှင့်အပြစ်မဲ့ကလေးများ၏စာတင်တန်းလေးများမှာစုညံနေကြသည် ကဲခလေးလေးတို့အားလုံးမင်္ဂလာပါနော် မင်္ဂလာပါဆရာမ ဟုတ်ပါပြီထိုင်လို့ရပါပြီရှင် သမီးတို့ဆရာမဒီနေ့အရန်လာနေရနော် အမလေးနော်ငါသမီးကတော့မြောက်နေပြန်ပါပြီ ဟုတ်ကဲ့ပါဆရာမ တော်သေးရပေါ့ငါသားသမီးတွေမနေ့ကလေချောင်းတွေလာတာငါကလေးတွေဘာမှဖြစ်မသွားလို့ဆရာမဖြင့်စိတ်ပူလိုက်တာ သမီးတို့လည်းလွတ်မြောက်ခြင်းပြီသမီးတို့လည်းခြားကလေးတို့ကြောက်ကောက်ကြီးမှတက်ခြင်းဟုတ်တယ်ဆရာမသမီးတို့ဘဝတွေဘယ်တော့မှလွတ်မြောက်ကြရမှာလည်းမသိဘူးနေရဲ့နေရာကလွတ်မြောက်နေပြီအခုထိတော့မလွတ်မြောက်သေးပါဘူးဆရာမရဲ့ သမီးတို့ရဲ့ခံစားချက်ကိုဆရာမနားလေပါရဲ့ကွယ်ဒီနေ့ပေါ့ကလေးတို့ရဲ့ fighting နော်ဆရာမတို့ဆက်သွားရမယ် ဟုတ်ကဲ့ပါဆရာမ ဒါဆိုဆရာမတို့စတင်ရအောင်ဟိုနေ့ကမပြီးလိုက်တဲ့သင်ခန်းစာလေးတွေဆရာမတို့ဆက်တင်ကြမယ်မြန်မာစာအုပ်ထုတ်ကြပါရှင် ဟုတ်ကဲ့ပါဆရာမ ဒီလိုနှင့်ဆီယာမနှင့်ကလေးများမှစာဆက်တင်ကြပါတော့သည်နောက်တစ်နေ့မနက်ရောက်သောအခါဆီယာမလေးကျောင်းသို့သွားရလန်တွင်စကိုင်းပြည်ရဲ့တပွဲဤပုံမိုးတင်စာနှင့်ဆုံးသည် မင်္ဂလာပါဆရာမလေး ဟုတ်တော့ဆရာတီစမင်္ဂလာပါရှင် ဟောဗျာဆရာမလေးကလည်းအဲ့လိုဆရာလို့တော့မခေါ်ပါနဲ့ဗျာကျွန်တော်နေရာခက်လို့ဗျ ဒါဆိုဘူကြီးတီစလို့ခေါ်ရမှာပေါ့ ဟောအဲ့ဒါကပူဆူသွားပြီကိုတီစားလောက်ဆိုတော်သေးတယ်ဗျာ ဟုတ်ပါပြီကိုတီစရေဒါနဲ့တက်ဖွဲ့မှာဆင်ပြေကြရမလားကျမကူညီနိုင်တာရှိရင်လည်းပြောနော် အစင်ကတော့ပြည်တယ်လည်းမဟုတ်မပြေဘူးလည်းမဟုတ်ပါဗျာဖွဲ့စည်းတစ်ခုကိုကင်တွယ်နေရတဲ့အလောက်ကလွယ်တော့မလွယ်ဘူးဗျ အင်းပေါ့ကျမနားလေပါတယ် ဒါနဲ့ဆရာမလေးရောကျောင်းမှာအစင်ပြေးရလား ဒီလိုပါပဲကိုတီစရေပြည်တစ်ချက်မပြည်တစ်ချက်ပေါ့တခါတလေចောင်းသားလေးတွေကသူ့ရဲ့ခံစားချက်တွေကိုပြောပြရင်ကျမဝမ်းနေမိတယ် fighting မှာဆရာမလေးရဲ့ဒါနောက်ဆုံးတိုက်ပွဲတစ်ခုပါပဲ ဟုတ်ကဲ့ကိုတီစဒါဆိုကျမကျောင်းထဲဝင်တော့မယ်နော် ဟုတ်ကဲ့ဗျ ဒီလိုနှင့်ဆီယာမလေးသည်စာတင်ကျောင်းတွင်သို့ဝင်သွားပါတော့သည်ဘုံမိုးတင်စာလည်းလှည့်ပြန်သွားပါတော့သည်နောက်တစ်နေ့ညနေတွင်ဘုံမိုးတင်စာသည်ဂတာတီးရင်တချင်းကလေးညီးနေတော့သည် ဟဲ့အောင်လေငါတို့ဘိုးကြီးကဟိုเจ้าဆရာမလှလာလေးကိုကြိတ်သဘောကျနေပုံလေးနော် ဟဲ့အောင်မင်းကလည်းပါဆက်တင်ရလိုက်တာဟိုကကြတော့မင်းတိုက်ထိုးနေရမယ် ထားလိုက်ပါကွာအဲ့ကောင်တော့ပြေးကရင်နေတာ မင်းတို့ကလည်းငါပြောရင်မယုံမင်းတို့သိလားငါတို့ဘိုးကြီးဟိုနေ့ကကွာဆရာမရဲ့စကားပြောနေတာမျက်နှာကြီးဆိုပြုံးဖြီးနေတာပဲ ဟဲ့အောင်စိတ်ဝင်စားသွားပြီကြောပြဆမ်းမအောင်ကွာ ပြုံးဖြီးနေတာပါဆိုမှဘာလို့ပြောပြအောင်မလို့ ဟဲ့နင်တို့ကြော်တော့ဟိုမှာလာနေပြီ မင်းတို့ဘာလုပ်နေကြတာတော့တင်တဲ့ကပြီးမလို့လား ခဏနာပါဘိုးကြီး အေးမျက်နှာဘိုးတွေကတော့နော်အဲ့ရဘော်တွေကဒိုက်ထိုးချင်နေတဲ့ပုံပဲ ဟာဗျာဘိုးကြီးကလည်းဘာလို့တိုက်ထိုးချင်ရမှာတော့ထိုးချင်မအောင် အေးပါငုံမလို့လို့ရဲမလို့လို့နဲ့မင်းတို့လေ့ကျင့်ရင်စင်ရလားဘယ်မှဆိုလို့စတာပါကွာ ကြီးစားပါဘူကြီးရဲ့ဟိုမှာငိုတော့မယ် ဟာဟာအေးပါကွာကြိုးစား ဟုတ်ကဲ့ပါဘိုးကြီး ဒီလိုနှင့်ဘိုးကြီးသည်နေရာမှလှည့်ထွက်သွားပါတော့သည်ရဲဘော်များလည်းလေ့ကျင့်ရေးစားပါတော့သည်တနေ့တွင် ဆရာမလေး ဟောကိုတီစဘယ်ကဘလို့ဒီရောက်လာတာတော့ ဒီချိန်ကဆရာမလေးကြောင်းသွားချိန်ဆိုတာကျွန်တော်သိရလေဗျာဒါကြောင့်ဒီမှာစောင့်နေတာ ရှင်ကျမကိုစောင့်နေရဘာလို့များလဲရှင် ဩဒီလိုပါဗျာကျွန်တော်ပြောရမှာတော့နည်းနည်းရှက်မိသားဗျ ရှင် ကျွန်တော်ပြောမယ်နော် ရှင်အာကိုတီစကလည်းနောက်နေပြန်ပါပြီ ကျွန်တော်ပုံစံကနောက်နေတဲ့ပုံပေါ်နေလို့လားဗျာ ဒီလိုဆိုရင်တော့ကျမညင်းပေးရစီကိုတီစ ဗျာဘာဖြစ်လို့လဲဗျ ဒီမှာကိုတီစကျမတို့ရာဒီလိုကိစ္စတွေကိုစိတ်ကူးရင်နေဖို့အရှိန်မရှိဘူးရှင်ကျမတို့ရဲ့ရည်မှန်းချက်စိတ်ကူးအိမ်မက်တွေကိုအကောင့်ထဲပေါ်ဖို့ကျမတို့တိုက်ပွဲဝင်ရအောင်မယ်ကျမမှာဒီ romantic ဆန်ဆန်ချစ်စလန်လေးတွေကိုစိတ်ကူးရင်ဖို့အချိန်လည်းမရှိသလိုစိတ်လည်းမဝင်စားဘူးရှင်
ကျမရဲ့ဆုံးဖြတ်ချက်ကိုကိုဒီစာလက်ခံပေးပါဒါမှမဟုတ်ရင်လည်းကျမတို့ဆက်မတွေ့ပဲနေကြရအောင် ဆရာမလေးကျွန်တော်လည်းဘူကြီးတယောက်ပါဒါပေမဲ့စစ်နဲ့အချစ်ကိုတော့ခွဲထားတယ် ကိုဒီစာရှင်တိတ်ကလေးဆန်တာပဲနော်ရှင်ခွဲတယ်လို့ကျမတို့ခွဲမထားနိုင်ဘူးကျမတောင်းပန်ပါတယ်တွားခွင့်ပြုပါ 한 걸음 뒤에 서 있네요 자만스럽게도 ထို့အချိန်ဘူဒီစာဘာတလုံးမှမပြောနိုင်ခင်ဆီယာမာလီမှာဘူဒီစာရှိမှလှည့်ထွက်သွားလေတော့သည်နောက်တနေ့ညနေတွင်ရဲဘော်များစကားဝိုင်းဖွဲ့ပြောကြရင်ဘိုးကြီးအကြောင်းပါလာခဲ့သည် ဟဲ့နင်တို့သိလားငါတို့ဘူကြီးဒီရဲ့ပိုင်ပုံမဟုတ်ဘူးနော် အေးလေငါထင်တော့ဆရာမလေးကညွှန်းလိုက်တယ်နဲ့တူရဲ့ လာပြန်ပြီမင်းကလည်း ဟဲ့ငါတကယ်ပြောနေတာကွာငါတို့ကိုကြီးကစစ်တိုက်ရဲ့နေရာမှာဒါငါတို့တက်ရင်တစ်ခုလုံးကသူ့ပြူရာတွေကိုလိုက်မမေးစီကျွမ်းတာအရှိမှတော့ကျွမ်းတာမဟုတ်ဘူးတကယ်တော့ငါတို့တော်လိုင်းသမားတွေမှာလည်းတင်းနေပါကွာစစ်တတ်ပါပဲညှိုးလိုက်ဖို့တော့မကောင်းပါဘူး အေးဟုတ်တယ်ဖုန်းမြတ်မင်းပြောတာမှန်တယ်ဆရာမလေးကညင်းလွတ်လိုက်တာ ဟဲ့အောင်ကြီးငါတို့တိုက်ထူရမှာလားမသိပါဘူးကွာ မထူရပါဘူးကွာမင်းတို့ကောင်းနေရတယ် ကြောက်လို့ပါဘူကြီးရာ အေးပါကွာဒါနဲ့ငါတို့မျိုးတက်တဲ့ဘွယ်တစ်ခုရှိတယ်ပြီးတော့ဆရာမလေးကအပြစ်မပြောပါနဲ့ကွာငါမကြိုက်ဘူးတကယ်လို့သာလာမဲ့မျိုးတက်ဘွယ်မှာငါကြောက်တာခင်ငါရဲ့အမိတ်ပြန်တော့လာကိုဆရာမလေးကိုဖတ်ခိုင်းပေးပါ ဘူကြီးကလေ အေးပါငါသွားပြီးရေးဖို့လို့ရေး ငါတို့ဘိုးကြီးကတော့အခြေယူနေပြီဟေး ဟဲ့ပုံမြတ်နေတော်လိုက်တော့ကြည်ဘူးဒီနေ့နင်တို့ထမင်းချရမယ်အလှဲ့နော်ညနေစာငတ်ချင်နေရတဲ့တူရဲ့ ဟုတ်တာမြင့်နေရကောင်းခန့်လာဝိုင်းကို ထမင်းဦးတွေ့ပြည့်တယ်နော် ဒီလိုနဲ့တာဝန်ကိုစီနှင့်အလုံးစိုက်ကြပါတော့သည်တစ်ဖက်မှာလည်းဘုံနေအောင်တို့အဖွဲ့ကအစည်းအဝေးထိုင်နေကြပါသည် ရဲဘော်တို့မင်းတို့အစည်းအဝေးခေါ်ရတဲ့အကြောင်းကြီးကမြို့သိမ်းတိုက်ပွဲတစ်ခုမှာငါတို့အဖွဲ့ပါဝင်ရမယ်လို့အထက်ကအမိန့်ကြတာလို့ပဲအဲ့တော့ပြင်ဆင်ရရှိတာပြင်ဆင်ရမယ်မြို့သိမ်းတိုက်ပွဲကမကွေးတိုင်းပခုတ်ကူမျိုးဖြစ်တယ်ရန်သူတက်ကအင်အား300ကျော်တယ်မှာလက်နက်ကြီးတွေလည်းပါမယ်ဒါကြောင့်ငါတို့အဖွဲ့ရဲ့စစ်ပြီးတော့ချပြီးတာဝန်ခွဲကြ ဘိုးကြီးဗျတက်ဖွဲ့ပါအားလုံးကဘယ်လောက်ပါလဲဗျ အဖွဲ့ကတော့တက်ဖွဲ့3ဖွဲ့လုံးပါဝင်မယ်ရှေ့တန်းကတက်ဖွဲ့2ဖွဲ့နောက်တန်းကတက်ဖွဲ့1ဖွဲ့နောက်တန်းမှာတော့တင်တိုင်းဆရာဆရာမတွေနဲ့စီးတက်ပြီးပါဝင်မယ် ဘိုးကြီးရှင်ကျမတို့မိန်းကလေးတွေရောပွဲလိုက်ရမှလာရင်လိုက်ရရင်တိတ်ကောင်းပါပဲ ဟုတ်တယ်ဘူကြီးကျမတို့တွေကယောက်ျားလေးနဲ့တူတင်တန်းတက်လာတာပါတာဝန်ပြီးတာဝန်ထမ်းဆောင်နိုင်ပါတယ် ညီမလည်းရှေ့တန်းကိုလိုက်ချင်ပါရဲ့ဘူကြီး နောက်တန်းလည်းတိုက်ပွဲတွေပါပဲနောက်တန်းမှာမကောင်းရှေ့တန်းကလည်းပြိုမှာပဲအကြံတန်းတိုက်ခိုက်ရတာမှတိုက်ပွဲမဟုတ်ဘူးမင်းတို့လိုတင်တိုင်းဆရာဆရာမတွေနဲ့စီးတက်တွေမရှိတက်သားတွေရဲ့အသက်ကိုဘယ်သူကခံယူပေးမှာမင်းတို့နောက်တန်းမှာတာဝန်ယူနိုင်ရှေ့တန်းကလည်းမတည်မြဲနိုင်ပြီးတော့ငါညမတွေရဲ့ဆေးရထက်တမ်းမှုငါသိတယ်ဒါပေမဲ့ပခုတ်ကူတိုက်ပွဲကလက်နက်ကြီးတွေနဲ့တိုက်ကြရမယ်ပွဲဖြစ်တယ်ရှေ့တန်းကတနက်နဲ့တိုက်ရမှာမဟုတ်ဘူးမြို့နေရာတွေတက်ရမယ်အပေါ်ကဘုံကျဲမှုတွေခံရနိုင်တယ်မင်းကလေးရဲ့တာဝန်ကနောက်တန်းမှာဆေးပြီးရနဲ့တင်တန်းဆင်းတာတက်သားတွေရဲ့အသက်ကိုကဲတာပဲ ဟာဘူကြီးမိန်းကလေးဆိုမဲ့ခွန်အားသာနေနေလိမ့်မယ်ကျမတို့ရဲ့ရဲရင်မှုနဲ့ခံယူချက်တွေပြင်းပြနေသည်ယောက်ျားလေးရဲဘော်ကြီးတာဝန်ထမ်းဆောင်နိုင်နေဆိုရင်ကျမတို့လည်းတာဝန်ယူနိုင်တယ် အေးဟုတ်ပြီငါစဉ်းစားမယ်အဲ့အရာဒီအားလုံးကိုထည့်သွင်းစဉ်းစားပေးမယ်ပခုတ်ကူကိုတိန်းနိုင်ဖို့ရှေ့တန်းနောက်တန်းမယူတစ်ဖွဲရဲလိုက်မယ်တိုက်ပွဲတစ်ခုမှာနောက်တန်းနဲ့ရှေ့တန်းကဘယ်မှာဆိုတန်းလူကြီးတို့ရေးပါတယ်ရေးကြည့်တယ်နားလေလား ဟုတ်ကဲ့ပါဘူကြီး နောက်တနေ့မနက်8 နာရီတွင်ရဲဘော်များသည်လေ့ကျင့်ရေးကွန်ရက်တွင်လေ့ကျင့်ရေးဆင်ဖို့အတွက်ပြင်ဆင်နေကြသည်ထို့အချိန်တွင်ဘိုးကြီးသည် ကဲကိုလူတို့တင်တန်းဆရာဆရာမကြီးတင်တန်းမစခင်ကိုနေအောင်တစ်ခုပြောကြရှိရှေ့တန်းကိုဒီထဲမှာရှိတဲ့မိန်းကလေး2ယောက်ခေါ်ပါမယ်အဲ့ရဲမေ2ယောက်ကရဲမေရှင်းနဲ့ရဲမေနှင်းမှာကျန်တဲ့ရဲမေနောက်ကမှလိုက်ရမယ်အားလုံးမရှင်းနိုင်ရှိလား မရှိပါဘူး နောက်တန်းမှာကြံခဲ့တဲ့ရဲဘော်တွေရဲမေတွေကလည်းနောက်တန်းမှာရှိတဲ့ကိုတောင်ဝင်ကိုကြည့်အောင်လုပ်ပါ ဟုတ်ကဲ့ပါဆရာ နောက်ပြန်နှိမ့်တဲ့2နာရီမှာငါတို့စီးဝေးရှိတယ်မဟာမိပူပေါင်းတက်ဖို့ရလေပါပါလိမ့်မယ် ဟုတ်ကဲ့ပါဘူကြီး 哎呀，他们把兄弟，把兄弟。
နေ့လယ်2 နာရီရောက်သောအခါဗိုလ်ကြီးနေအောင်တို့တော်ကြီးကံအဖွဲ့မှစစ်ရေးကျွမ်းကျင်သူအဖွဲ့များနှင့်တခြားမဟာမိတ်တပ်ဖွဲ့များမီတင်စထိုင်ကြပါတော့သည် ဒီကရဲဘော်ရဲဘက်ညီကိုမောင်နှမတွေကိုတွေ့ရတာဝမ်းသာပါတယ်ခင်ဗျာကျွန်တော်ကတော့စကိုင်းတိုင်း PDF မှာဗိုလ်ကြီးအဖြစ်တာဝန်ယူဆောင်ရွက်နေတဲ့ဗိုလ်တီစာပါ ကျွန်တော်ကတော့မကွေး PDF မှာစစ်ကြောင်းမှုအဖြစ်တာဝန်ထမ်းဆောင်နေတဲ့ရဲဘော်အငယ်လေးပါ ဟုတ်ကဲ့ကျမကတော့ SOM မှာတင်နေရေးဆရာမအဖြစ်တာဝန်ထမ်းဆောင်နေတဲ့ရေးမင်းရှင်းသားပါ ဟုတ်ကဲ့ကျွန်တော်ကတော့တော်ကြီးကစစ်ကြောင်းမှာအခုလက်ရှိစစ်ကြောင်းမှုတွေတာဝန်ယူဆောင်ရွက်ပေးနေပါတယ်ကျွန်တော်နေအောင်ပါ ဟုတ်ကဲ့ကျွန်တော်ကတော့မြိုင်ပြည်ရဲ့တပ်ဖွဲ့မှာထောက်လိုင်းဖြစ်တာဝန်ဆောင်ရွက်နေပါတယ်ကျွန်တော်တို့ကြည်ပါ ဒါဆိုအဖွဲ့တွေရဲ့ကြီးကြပ်ရေးမှုတွေကိုကျွန်တော်တို့သိသွားပြီဆိုတော့အကြောင်းအရာကိုဆက်သွားကြအောင်အခုကျွန်တော်တို့လူသိန်းနဲ့ဝယ်စတော့မယ်ဆိုရင်ဗျာဒီစစ်နီးဗျူဟာတွေလက်နက်နီးပညာတွေလူရင်အားသတင်းအချက်လက်ပြည်သူ့ပတ်မှုတွေကအင်မတန်အရေးကြီးတယ်ကျွန်တော်တို့ရဲ့အဓိကပြစ်မှတ်တွေကိုသိချသိဖို့လိုတယ်ဥပမာစေအုပ်ချုပ်ရေးရုံတွေစစ်ဘက်နဲ့ရဲစခန်းတွေအထွေထွေအုပ်ချုပ်ရေးရုံစသဖြင့်ပေါ့ဗျာ ကိုကြီးကပြောဟုတ်ပါတယ်ကျွန်တော်တို့မျိုးဝင်ပေါက်ထွက်ပေါက်တရားစာတေချာတိဝလို့ရတယ်တိုက်ခိုက်ရေးတက်တွေဆိုရင်လေသူတို့ကအဓိကကြားတဲ့စစ်တပ်ရဲတပ်ဖွဲ့အုပ်ချုပ်ရေးရုံးတွေကိုထိုးစစ်ဆင်ရမယ်ပြီးတော့မြို့တွေကိုဝင်ပြီးမြို့တဲကရန်သူတပ်ဖွဲ့ကိုဖိအားပေးရလို့လမ်းကြောင်းပိတ်ဆို့ရလို့တေချာကင်တွဲရပြီးတော့တင်းုံနဲ့မပြီးသေးဘူးဗျမြို့သိမ်းမှုကလွယ်မြို့ထိန်းမှုကတော့ခက်တယ် ဒီနေရာမှာကျမအကြံပြုပြရစီရှင်ပထမဆုံးကျမတို့အဖွဲ့3ဖွဲ့ဆိုပြီးခွဲလိုက်ကြရအောင်ပထမတစ်ဖွဲ့ကမြို့နယ်ရုံးထိန်းရမယ်ဒုတိယတစ်ဖွဲ့ကကြတော့ရဲစခန်းဝင်စီရမယ်နောက်ဆုံးဖွဲ့ကကြတော့စက်တော်ရေးပန်တာဝန်ယူတာပေါ့ ရဲမိပြောတာမှန်ပါတယ်ကျွန်တော်တို့မျိုးတွေမှာရဲတပ်ဖွဲ့တွေနဲ့စစ်တပ်အထင်းချုပ်တာတွေဆောင်ရွက်နေချိန် PDF တပ်ဖွဲ့တွေကမျိုးဝင်လန်းတွေကိုပိတ်ဆို့ပြီးစစ်စင်စားတင်မယ်ပြီးတော့တစ်ဖက်ရန်သူရဲ့တည်နေရာကိုတေချာဖော်ထုတ်ရမယ်ပြီးရင်ပြည်သူတွေစီကတင်းကိုရယူရမယ်ပြီးတော့ကျွန်တော်တို့ drone တွေကိုတောင်းပြပြီးတော့ရန်သူတွေဘက်ကဝင်လာတာကိုလည်းကြိုတင်သိနိုင်ရမယ်ဗျာပြီးမှအပေါ်က3ဖွဲ့ကရဲတပ်ဖွဲ့တွေနဲ့အောက်ချုပ်ရေးရရှိတွေကိုထုတ်ကန်ရမယ်အဓိကတေကူပို့ဆောင်ရေးဗျအစားတောင်းနဲ့လက်နက်ကယ်ရန်တွေဆက်ဖြစ်ပေါ့ဗျာဒါတွေကိုလက်စီမံရမယ်နောက်ပြီးဒီကျွန်တော်တို့မျိုးရဲ့မြေပုံကြည့်ရမယ်ကြည့်မှပဲမျိုးတွေကအရေးကြီးတဲ့နေရာတွေတွေ့နိုင်ပါဗျာအဲ့ဒါလည်းလိုအပ်တယ်ဗျပြောရရင်ကျွန်တော်တို့တပ်ဖွဲ့တွေဝင်မှုလမ်းကြောင်းတွေထပ်ပေါက်တွေကိုလည်းတီးဖို့အရေးကြီးတယ်ပြီးတော့ချက်ချင်းကောင်တယ်ဖော်တာမျိုးချက်ချင်းထုတ်ပြန်လိုက်တာမျိုးမလုပ်သေးရင်ပိုကောင်းမယ်တကြံမတိုင်ခင်တော့တင်ရမယ်ဆုံးရှုံးမှုတွေကတော့နည်းနည်းများတော့ရှိပါပဲဒါတွေအတွက်လည်းကြိုတင်ပြင်ဆင်ထားဖို့တော့လိုတယ်ပြီးတော့တပ်ဖွဲ့ဝင်တွေထဲမှာတိုက်ကပ်ရေးအဖွဲ့ထောက်ပံ့ရေးအဖွဲ့နဲ့စီးတပ်ဖွဲ့စသဖြင့်ပေါ့ဗျာအဲ့လိုတာဝန်တွေခွဲထားရမယ်နောက်တစ်ခုကတော့ကျွန်တော်တို့တနက်မိုင်းလက်ပစ်ပုံးတွေပြီးတော့လေ့ကျင့်တာတွေတိုက်ခိုက်ရေးနီလန်းတွေကိုလည်းတတိမလွတ်သွားဖို့အရေးကြီးတယ် ကျမအနေနဲ့ကတော့တပ်ဖွဲ့ရဲ့အကုန်စုပေါင်းပြီးတော့လေ့ကျင့်ရေးတင်တဲ့ထပ်လုပ်ပြီးရင်ပိုကောင်းမယ်လို့ထင်ပါတယ်။ဒီစနစ်ချက်ချလုပ်တာကတော့အကောင်းဆုံးပါပဲဆရာတို့ရှင်။ကျမတို့မျိုးတွေကတစ်ဖက်ရန်သူတွေကိုကျမတို့ရဲ့လှူရှားမှုတွေကိုမသိအောင်စီစဉ်တင်တယ်လို့ထင်ပါတယ်။နောက်တစ်ခုကျမပြောချင်တာကအဓိကရဲစခန်းတွေတပ်မတော်ဌာနချုပ်တွေအုပ်ချုပ်ရေးရုံးတွေကိုပထမဆုံးထိန်းချုပ်ဖို့လိုရနော်။တကယ်လို့မျိုးကိုတင်ပြီးပြီဆိုရင်လည်းပြည်သူတွေနဲ့ပို့ပေါင်းပြီးတော့အုပ်ချုပ်ရေးတင်ရအောင်ကျမတို့ဘက်ကပြန်လုပ်ရပါမယ်။အဓိကပြောချင်တာကခုနကဆရာတို့ပြောတတ်တယ်လို့ပဲပေါ့နော်။ကျမတို့ရဲ့လှူရှားမှုတူတူတက်တက်လုပ်ဖို့တော့လိုပါမယ်။ထပ်ပြီးတော့မျိုးပေါ်မှာပါတဲ့အတိုင်းတက်ရမယ့်နေရာတွေကိုတခြားခွဲဖို့လည်းလိုမယ်ရှင်။ဟုတ်ကဲ့ပြောချင်တာတော့ဒီလောက်ပါပဲ။ ဟုတ်ကဲ့ပါခင်ဗျာဒါဆိုမီတင်ကိုဆုံးသက်လိုက်ပါတက်ဖွဲ့အားလုံးလက်ခံကြရင်ကျွန်တော်တို့စစ်ကြောင်းစီလာခဲ့ကြပါခင်ဗျာတက်ပေါင်းစုတင်နဲ့ပြန်ပေးကြရအောင်ပါ ဗိုလ်တီစာတို့အဖွဲ့တော်ကြီးကန်းစစ်ကြောင်းတို့တွားရန်ကားပေါ်သို့ပစ္စည်းများတင်နေကြသည် ဘိုးကြီးတို့မြို့သိမ်းတိုက်ပွဲသွားကြမလို့ဆိုတိုက်ပွဲမှာအဆဆရရခီးဆိုင်ကြအောင်နော် ဟုတ်ကဲ့ပါဆရာမလေး ကိုတီစာစကားလေးခဏလောက်ပြောလို့ရမလား ဟုတ်ကဲ့ဗျဟိုဘက်သွားရအောင် ဒီလိုနဲ့သူတို့နှစ်ယောက်စကားပြောကြပါသည် ကျမညင်လိုက်လို့ကိုတီစာစိတ်ဆိုးနေလားယင် မဟုတ်တာပဲဗျာအချစ်ဆိုတာလုံးယူလို့မရပဲဟိုကချစ်နေပြီမဲ့တစ်ဖက်လူကကိုပြန်မချစ်နိုင်တော့မှကျွန်တော်လည်းဘယ်တက်နိုင်မလဲဗျာ ကျမတခုပြောမယ်နော်ဟိုလေ ဟုတ်ဆရာမလေးပြောပါဗျ ကိုတီစာတိုက်ပွဲပြန်လာရင်ကိုတီစာလူချင်းနဲ့ဖြေနဲ့တူတပြင်းညိုနဲ့စီးကြုံနေပါမယ် ဗျာတကယ်လားဆရာမလေး ဟာဟုတ်ပါရဲ့ဆိုရှက်လိုက်တာ ဟာဗျာကျွန်တော်ပြောလိုက်တာသိကြပါဆရာမလေးကျွန်တော်ပြန်လာခဲ့မယ်အခါကျရင်တော့ဆရာမလေးကျွန်တော်အဖြစ်ပေးပါနော် ဟုတ်ကဲ့ပါရှင်ကိုတီစာလူချင်းနဲ့ဖြေကိုကျွန်မပေးပါမယ်ကိုတီစာတာအဆဆရရခရီးဆိုင်နော်
ဟုတ်ကဲ့ပါဆရာမလေးစိတ်ချပါဗျအခုလိုပြောပြရတဲ့အတွက်လည်းကျေးဇူးတင်ပါတယ် ကိုတီစားမျက်နှာမှာပြုံးရှူ၍လက်ပြနှုတ်ဆက်ရင်းကားပေါ်သို့တက်သွားသည်ဒီလိုနဲ့တပ်ဖွဲ့အားလုံးတော်ကြီးကန်းစစ်ကြောင်းသို့ရောက်ပြီးနောက်နေ့မှာပင်တင်တန်းစပါတော့သည် တက်ဖွဲ့ဒီနေ့တော့နားလိုက်ကြပါမနေ့ပြန်မနေ့၈နာရီကစပြီးတင်တန်းစမယ်အားလုံးရှင်းရရှိကြလား မရှိပါဘူး ဒီလိုနဲ့နောက်နေ့မနက်၈နာရီရောက်တော့အခါရဲဘော်များနှင့်တင်တန်းရေးဆရာမများလေ့ကျင့်ရေးကွန်းနဲ့73ရက်တိတိတိုက်ခိုက်ရေးမိုင်းဆွဲနီးဒရုန်းတပ်ဆင်နီးများကိုလေ့ကျင့်ရေးဆင်ကြပါတော့သည် ကဲတပ်ဖွဲ့တိုင်းကိုလေးကျင်ရင်လည်း73ရက်တိတိလုံပေးခဲ့ပြီမလို့အားလုံးအဆင်ပြေကြမယ်ထင်ပါတယ်ဆိုတော့လူတွေနှစ်ပြန်စားကြမယ်ဒီညတော့ကောင်းအနားယူကြပါ ဟုတ်ကဲ့ပါဆရာ ဒီလိုနဲ့နောက်နေ့မနက်9နာရီတွင်သူတို့စခန်းမှစတင်ထွက်ခွာပါတော့သည်အစီအစဉ်အလုံးကိုလည်းရဲဘော်များကိုပြောပြပြီးဖြစ်သည် Jay Hashan Libi Hey la send from me Come on ya shit on me La hey lo let's ကဲကိုညောင်းတို့အစီအစဉ်ဆွဲထားတဲ့အတိုင်းတပ်ဖွဲ့တွေကကိုတောင်ဝင်ကိုတေချာဆောင်ရွက်ဖို့လိုမယ်နော်ဒါကအရင်ကတိုက်ခိုက်ပြီးတိုက်ပွဲသေးလေးမဟုတ်ချက်လွတ်တာနဲ့အားလုံးအအနေရှိရှင်းရရှိလား မရှိပါဘူး ဒီနားမှာစကန်ခဏချမယ်ကွာ နေအောင်ကွာမင်းတို့ကငါပြောငါတို့အခုအဖွဲ့3ကခွဲပေးထားတယ်အဲ့ဒီအဖွဲ့တိုင်းမှာညွှန်ကြားရေးမှုရှိသူ့စကားကိုမင်းတို့ထူပြီးပြမယ်အေးညွှန်ကြားရေးမှုကလည်းစောက်တလွဲကြီးလုံနေမင်းတို့ကဒုက္ခရောက်မှာနော်ငါပြောရှင်းလား ရှင်းပါပဲဘိုးကြီး အဓိကနဲ့တာမညာကိုခွက်တက်ရမယ်ကိုယ်ဖွဲ့အပြစ်မှတ်ကဘာလဲဆိုတာသိချသိရမယ်ဒါထပ်ပြီးသတိပေးတာအားလုံးအလုပ်စမယ် ဟုတ်ကဲ့ပါဆရာ ဒီလိုနဲ့မိနစ်အနည်းငယ်ကြာမှတိုက်ပွဲစပါတော့တယ်ရှင်တပ်ဖွဲ့တွေဟာဗိုလ်ကြီးတို့နေရာခွဲပေးထားတဲ့အတိုင်းရဲစခန်းတွေအုပ်ချုပ်ရေးရုံးတွေတပ်မတွေကို4ရက်တိတိပြပြပြင်းပြင်းဖြိုခွဲနိုင်ခဲ့သလိုထိခိုက်ဒဏ်ရာရသူများလည်းရှိခဲ့သည်နောက်နေ့မနက်4နာရီတွင်အဓိကမိန်ဖြစ်တဲ့ပခုတ်ကူမျိုးကိုစတင်ပါတော့သည်မနက်4နာရီတွင် PDF မဟာမိတ်အဖွဲ့များစုပေါင်း၍ပခုတ်ကူမျိုးရဲ့အဓိကမိန်ဖြစ်သောတပ်မ101အားအင်အားအလုံးရင်းဖြင့်ဝင်ရောက်တိုက်ခိုက်ရန်စီစဉ်ကြပါတော့သည် မြို့မတိုင်းဆိုရင်တမ100ဝင်ပေါက်ထွက်ပေါက်တွေကအတူတူပဲဒါပေမဲ့တခြားဝင်လို့ထွက်လို့ရတဲ့နေရာတွေလည်းရှိသေးတယ် ဟုတ်ပြီဘိုးကြီးကျွန်တော်စွမ်းကုန်ကြိုးစားကြမယ် ဒါဆိုစကြတာပေါ့ ထို့သောဖြင့်တပ်ဖွဲ့ဝင်များတာဝန်ကျနေရာအသီးသီးသို့နေရာယူကြပါတော့သည် ကြားလာတက်မတရားတည်းရဲ့ပတ်လည်မှာရန်သူရောက်တရားကျော်ရှိတယ် ကြားတယ်တပ်ဖွဲ့အားလုံးနားထောင်ပေးပါကျွန်တော်အချက်ပြတာနဲ့စတိုက်ကြမယ်ကျွန်တော်အချက်မပြမချင်းမလှုပ်ရှားကြပါနဲ့ ကျွန်တော်တို့ဘိုးကြီးမဲကိုစောင့်နေပါမယ် ဗိုလ်တေစာမှတနတ်တစ်ချက်ကိုဖောက်လိုက်တော့အခါစတင်တိုက်ခိုက်ကြပါတော့သည် ရဲဘော်တို့ပြစ်ကြဒီခါရသူ့ဘက်မှာစနိုက်ပါသွားရရှိ အဲ့စနိုက်မှာတမားတွေဘယ်ကနေပြည့်နေလဲဆိုတာအရင်ကြည့်ပြီးသူတို့အရင်ရှင်း လက်လက်ကြီးလာနေတတိထားကြရေးဟိုမှာစစ်ခွေးတွေတွေ့လာပြစ်ကြကွာလက်ပစ်ပုံးတွေနဲ့မှပြစ် ဒီထားကြဟိုမှာစနိုက်ပါတွေနဲ့ပြည့်နေတယ် အာဒီခွေးကောင်းနေရတော့ကွာ နှုတ်ပထွေးကိုပဲကာမနေနဲ့လို့ငါလုံးမသားတွေရဲ့ ပြစ်ကြဟိုမှာလက်လက်ကြီးနဲ့ချတော့မယ် ဟဲ့ရစက်ပြစ်ရထားပါရထားစနိုက်ပါသမားတွေရှိတယ်အဲ့လိုရအောင်ရှင်းပါ ကြားတယ် ကြဟေးပြစ်ကြလက်ပစ်ပုံးတွေနဲ့ပါထုတ်ပြစ်ကြစမ်းကွာ ကျော်ကွာတေးရန် ဟိုလေလက်နဲ့ချလို့မအိမ်လို့တွေရဲ့ နော်ဟောရှို့တက်ပြီကြ ဟဲ့လေလက်နဲ့ရှောက်လို့ပြောနေတယ်မြို့နိုင်မထင်လို့လား တိုက်ပွဲမှာ2နာရီကြာမြင့်အောင်တိုက်ခိုက်ပြီးနောက်တစ်ဖက်နှင့်တစ်ဖက်အထီးအခိုက်များလာကြသည် ရထားပါရထားဒဏ်ရာရတဲ့သူတွေရှိတယ်စစ်တပ်သားအမြန်လွတ်ပြီပါ ရထားပါခုလာခဲ့ပါမယ် 10မိနစ်ခန့်အကြာတွင်စစ်တပ်သားများရောက်လာကြသည် ဘိုးကြီးကျမတို့ရောက်ပြီ ဟိုမှာဒဏ်ရာရတဲ့သူတွေရှိတယ်သူတို့အမြန်စိတ်ကူးတမှုပေးလိုက်ပါကျွန်တော်ကာပစ်ပေးမယ် ရှိဘတ်ကန်လူများတဲ့ဘိုးကြီးကြော်ထားရရှိတော့တာမဖြစ်နိုင်ဘူးပြန်ဆောက်ကြရအောင်ပါ မဖြစ်ဘူးရှင်းဘက်ကအရန်အရေးကြီးတယ်ဒီနေရာကသာသူတို့ကိုထုတ်ခွင့်ပေးလိုက်စစ်ကူတွေရောက်လာပြီးအကုန်လုံးဒုက္ခရောက်ကြနိုင်မယ် ဒါပေမဲ့ဘိုးကြီးတယောက်တည်းဖြစ်ပါမလား အဆင်ပြေပါတယ်ခဏနေဘိုးနေအောင်တို့ကိုလက်ကူခိုင်းလိုက်ပါ
ဘိုးကြီးမဖြစ်ဘူးထင်တယ်နော် ဒါအမိတ်ပဲရဲမရှင်သက်အမိတ်နာခံပါ ဟုတ်ကဲ့ဘိုးကြီးရထားပါရထားဘိုးနေယောက်ကြားလား ကြားတယ် အရှိဘက်ကန်ကိုတာဝန်ကြရဲဘိုးဒီစားကြောက်ထဲဖြစ်နေပါတယ်စစ်ကိုသွားပေးပါ ကြားတယ်ကောင်းကဲ့ရဲဘော်အချို့ကိုခေါ်ဆောင်သွားပြီးတော့ဘူဒီစားအခြေဘက်တောင်ရနေအောင်တောင်းယူလိုက်ပါ ဘိုးကြီးကျွန်တော်တို့ရောက်ပြီ အေးဟုတ်ပြီသူတို့ကိုအရှိဘက်ကနေလုံးဝထွက်သွားခိုင်းလို့မဖြစ်ဘူး ဟုတ်ကဲ့ဘိုးကြီးသူတို့လူဝင်ရတော့နေလာပြီ ဟုတ်တယ်ကျွန်တော်တို့တွေနိုင်တော့မှာအာတင်ထားကြ ဟာဘိုးကြီးဘယ်ဖြစ်ရလဲ ကိုကောင်းခန့်ဘိုးရဲ့ဘိုက်ကလည်းသွေးယိုနေရဲ့ ဟုတ်တယ်ခုနကနည်းနည်းရှက်မှန်သွားတာ ရှက်ကြည့်သွားတယ်မဟုတ်တာသွေးအများကြီးထွက်နေရလေ ဟာကွာငါဘာမှမဖြစ်ပါဘူးဆိုမင်းတို့သာသတိထားပြီးစက်တိုက်ကြ မဖြစ်ဘူးရဲမေဖြိုးဘိုးကြီးကိုစေးသက်စီပြန်ခေါ်အားကျွန်တော်ကပြစ်ထားပေးမယ် မလို့ငါစင်ပြီးငါ့ကိုထားလိုက်မင်းတို့တိုက်စားရှိတာစက်တိုက်ငို့အကုန်ပြင်ကုန်လိုက်တယ် ဘိုးကြီးလည်းကြောက်သွားပြီ ဘိုးကြီးသတိထားပါအောင်စေးကူပြန်ခေါ်ဟာ ဟဲ့တွေငါ့ကိုထားခဲ့မင်းတို့ကနိုင်အောင်တိုက် မဟုတ်သေးပါဘူးယာ ငါမင်းတို့နဲ့အတူအိမ်မပြန်နိုင်တော့ဘူးငါမရှိတော့တဲ့အခါမင်းတို့လေတွေတောင်းကိုအပီးပထန်းနိုင်ခဲ့ရင်ထန်းနေတဲ့ကာလာပတ်လုံးမှာကြည်ဘူးဆောင်ထမ်းကြပါကွာငါတို့နိုင်ငံကြီးကမင်းတို့လိုလူငယ်လေးတွေစီမှာဟာရေးစားတယ်ကွာထိတိုက်ကြပါအောင်ငါ့ကိုအာ ဟုတ်ကဲ့ဆရာ ခြေတော့ပြီးမိနစ်အနေငယ်ကြာတော့ဘိုဒီစားသည်ကောင်းခန့်လက်ထဲ၌အသက်ပေးသွားပါတော့သည် ဘိုးရဲ့တမရှိတော့ ဟာကွာချီပဲဘိုးကြီးကျွန်တော်တို့အောင်ဝဲခံတဲ့အချိန်ဒီဘိုးကြီးပေါက်ပါစီရမယ်အဲ့အချိန်ဒီဘိုးကြီးဘယ်လိုမှမသွားပဲရှိနေပြီနော်ကျွန်တော်တို့အမျက်မပေးမရှင်ဗျာနော် ရထားပါရထားဘူးနေအောင်ကြားလားဘူဒီစားကြတော့ပြီ ဟာကွာခွဲမှသားနေမေးလိုးနေရတော့ကွာဟဲ့လေဘုဖကဘူဒီစားကြာသွားပြီဗျာဒီခွဲမှသားနေရတော့ကွာ ဟဲ့နေဟိုမှာလီဝဲနေရလေချောင်းပြစ်ကူလာပြီထင်တယ် အာဒီလိုးဒီကြောင်ပဲတုံးနေ တက်သိရှိရင်မြင်မြင်ကနေလားတိုက်လိုက် ဒီကြောင်ပြီးလက်နဲ့ပြန်ဆော်ကြကွာ ထို့သောဖြင့်မြို့သိမ်းတိုက်ပွဲကြီးမှာတပတ်ခန့်ကြာမြင့်ခဲ့ပြီးပခုတ်ကူမြို့အားအောင်မြင်စွာသိမ်းပိုက်နိုင်ခဲ့ပါတော့သည်အပြန်လန်းတွင်ပြည်သူများနှင့်နောက်တန်းမှရေပေါ်များဟာအောင်တပြေနှင့်အတူနှွေးထွေးစွာကြိုဆိုကြပါသည်မဟာမိတ်တပ်ဖွဲ့များအားနှုတ်ဆက်၍မိမိတို့တာဝန်ထမ်းဆောင်ရာနေရာဒေသအသီးသီးသို့ပြန်လည်ထွက်ခွာကြသည်ကိုပုံးမြတ်တို့အဖွဲ့လည်းမိမိတို့နေရာဒေသကိုပြန်လာခဲ့ကြပါတော့သည်အောင်ပွဲနှင့်အတူပြန်လာသောကိုပုံးမြတ်တို့ကိုနောက်တန်းမှရေပေါ်များနှင့်ဒေသခံပြည်သူများကကြိုဆိုကြသည် ကိုဘုံမြတ်လက်ထဲကကိုဒီစားပုံကဘာလုပ်တာလဲရှင် ရှာမလေးဘိုးကြီးပခုတ်တိုက်ပွဲမှာကြာသွားပြီဗျ ရှင်ဖြစ်ရလေသူပြန်လာရင်အပြည့်ပေးမယ်လို့ကျွန်မပြောခဲ့တာအခုတော့သူပြန်မလာနိုင်တော့ဘူးပေါ့ ဘိုးကြီးကကျွန်တော်တိုက်ပွဲမသွားရင်ကျွန်တော်တို့ပြောခဲ့တယ်သူတကယ်လို့တိုက်ပွဲမှာကြာသွားရင်အမေပြန်တယ်တော့သူသိချင်အရှာမလေးဖခိုင်းပါရဲ့ဗျာ ကျမဘယ်လိုအရင်မျိုးလဲကိုချစ်ရတဲ့သူတို့အမေပြန်လာတော့ဖိတ်ရမှာလေရှင် နောက်တစ်နေ့မနေ့ရောက်တော့အခါ ရှာမလေးငုံမနေပါနဲ့တော့ဗျာရှာမလေးငုံနေဘိုးကြီးစိတ်ကောင်းမှာမဟုတ်ဘူး ဆရာမလေးမငိုနဲ့တော့နော်အမိတ်ပြန်တန်းလာဖတ်တဲ့အခါစိတ်ခံမရမယ်တကူကူလက်ကျော်သွားလို့မဖြစ်ဘူးနော် တပ်ဖွဲ့ရှေးကြည့်တပ်ဖွဲ့တတိအမျိုးသားညီညွတ်ရေးအစိုးရ Federal Democracy တိုက်ပွဲတွင်ကြာဆုံးခဲ့ရသောဗိုလ်ကြီးတေစာအားအလေးပြုနေမည်ပြည်သူ့ကာကွယ်ရေးတပ်မတော်စကိုင်း PDF တပ်ဖွဲ့အမိန့်အမှတ်9/2025ခုနှစ်4လ9ရက်အမိန့်ပြန်တမ်းပြည်သူ့ကာကွယ်ရေးတပ်မတော်စကိုင်း PDF တပ်ဖွဲ့တွင်
တော်လန်ရေးတာဝန်ထမ်းဆောင်ရင်းပခုတ်ကူမြို့သိမ်းတိုက်ပွဲတွင်ဗိုလ်ကြီးတေစာသည်ရဲရင်စွာတိုက်ပွဲဝင်ရင်းမြင့်မြတ်စွာကြာဆုံးခဲ့ရသည်စစ်အာဏာရှင်စည်းရဲ့ကြာရှုံးရေးနှင့်ဖက်ဒရယ်ပြည်ထောင်စုတည်ထောင်ရေးအတွက်ရဲရင်စွာတော်လှန်ခဲ့သောဗိုလ်ကြီးတေစာသည်ပခုတ်ကူမြို့သိမ်းတိုက်ပွဲ၌ကြာဆုံးခဲ့ရတော်လေပြည်ထောင်စုနှင့်ပြည်ထောင်စုသားများအပေါ်တာဝန်ကြီးပွန်ခဲ့သည်မပြီးပြတ်သေးတဲ့တာဝန်တွေကိုကျွန်ုပ်တို့ထံလွှဲပြောင်းခွင့်ပေးပါဗိုလ်ကြီးတေစာတင်သည်ဘဝတစ်ပါးသို့ပြောင်းရွှေ့ကြွယ်လွန်သွားသည်ဖြစ်၍တင်ချစ်သောရဲဘော်ရဲဘက်များတက်ရင်တက်ဖွဲ့များနှင့်လုံးဝမသက်ဆိုင်တော့ကြောင်းအမိန့်ထုတ်ပြန်လိုက်သည်တင်သွားလို့ရသောလွတ်လပ်စွာသွားနိုင်သည်ပုံစကိုင်း PDF တပ်ဖွဲ့ပြည်သူ့ကာကွယ်ရေး ဘိုးကြီးတွေကဂုံယူတော့အဖြစ်တမတ်ပြစ်ဖောက်ရန်အသင်းပြင်းစဖောက်ကိုဒီဆိုင်ရှင်ပြလာရင်ရှင်လိုချင်တဲ့ဖြေကိုကျမပေးမယ်လို့စဉ်းစားထားခဲ့တာအခုတော့ရှင်သိရှိရတဲ့အတိုင်းပြည်ကြီးအတွက်ရှင်အသက်ကိုစွန့်ခဲ့တယ်တည်သွားတဲ့သူကတော့ဘာမှမသိတော့ပေမဲ့အသက်ရှင်ရဲ့ကြံခဲ့ကျမတို့ကတော့ရှင်ဘယ်တော့မှမိမမဟုတ်ပါဘူး ဘာမှကြောင်ပြချက်သိမလို့ဘူးကိုယ်တိုင်ရွေးရတဲ့လမ်း